ကျမကတော့ ITBB ရဲ့ founder မမြင့်လို့ပါမမီရီကတော့မနိုးလို့ပဲခေါ်ကြပါတယ်ရှင်ကျမကတော့ဒေါက်တာဆူရီပါအရင်ပြားနဲ့အလှပဆိုင်ရာဆရာဝန်ပေါ့နော်ကျမဒီ Laser Care Clinic ရဲ့ founding member နဲ့ director အနေနဲ့တာဝန်ထမ်းဆောင်နေရပေါ့နော်ဒါရီတို့စီမနောက်ထပ်လေး skin problem အနေနဲ့နောက်တစ်ခုလာတာပေါ့နော် clay skin rash တို့ဒီရာဟိုင်းရနာ irritation ဖြစ်တယ်တို့ပေါ့နော်အဲ့ဒါလေးလည်းလာကြတယ်ပြီး eczema skin နဲ့ပတ်သက်ပြီးတော့မှလည်းလာကြတယ်ပေါ့နော်အဲ့လိုမျိုးဒီ clay ကဒီလို skin rash တွေ irritation တွေဖြစ်တတ်တယ်ပေါ့နော်အဓိကတို့ဖြစ်တတ်တာခြေတလုံးမာလေးတွေတို့လေးကိုဖြစ်တတ်ကြတာပေါ့နော်အဲ့လိုမျိုး problem လေးလာလို့ရှိရင်ဒေါက်တာအနေနဲ့ဘာလေးတွေပေါ့နော်စောင်းရင်ရှောင်းရင်ဘာလေးတွေလုပ်ရမယ်ဆိုတာဒေါက်တာ sharing လုပ်ပေးပါဦးရှင်ဟုတ်ကဲ့ရှင်ဒီအရာရန်တဲ့ကိစ္စကတော့အကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်ပေါ့နော်အဓိကဒီ eczema ပေါ့နော်ဒါနှင်းခုဒါမျိုးရိုးလိုက်တဲ့ဟာနောက်တစ်ခုကကြတော့ dry skin ပေါ့နော်အသားခြောက်လို့လဲဒါရားနိုင်တယ်နောက်ပြီးတော့ insect bite ပေါ့နော်အကောင်လေးတွေကြိုက်တာလေးတွေနော်အပိုးကောင်လေးတွေနောက်ချင်ကြိုက်တာအဲ့ဒါမျိုးကြောင့်လဲရားနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ allergy ပေါ့ဒါဆက်ပြားတို့နောက်ပြီးတော့ဒီအမွှေးနံသားတွေเนาะနောက်တစ်ခုကကြတော့ဒီ chemical များတဲ့ cream မျိုးလေးတွေသုံးမိရင်တော့လည်းဖြစ်ပေါ့เนาะနောက်တစ်ခုကကလေးရဲ့ဒီအဝတ်အစားပေါ့เนาะဒီအဝတ်တဲ့ fabric ပေါ့เนาะနောက်တစ်ခုကဒီကလေးရဲ့အသုံးဆောင်ပစ္စည်းလေးတွေဒီဟိုပေါ့twice လေးတွေပေါ့เนาะဟိုမွေးဘွားရုပ်ကလေးတွေပေါ့เนาะအဲ့ဒါလေးကြောင့်လည်းရားနိုင်တယ်နောက်ပြီးဒီအိမ်ထဲမှာဆိုလို့ရှိရင်ဒါဖုံမုံနေကြောင့်လည်းဖြစ်နိုင်တယ်အပြင်မှာဆိုရင်ဒါအပင်နေနောက်ပြီးတော့ဓာတ်မတည့်တဲ့တတ္တုပစ္စည်းလေးတွေပေါ့เนาะဓာတုပစ္စည်းဒီလိုမျိုးဒီတချို့တွေကြတော့လေရွှေတို့ဘာနဲ့မတည့်တာအဲ့လိုမျိုးတစ်ခုခုရှိရဲအဲ့ဒါမျိုးသူတို့နဲ့ဓာတ်မတည့်တဲ့ဟာမျိုးလေးနဲ့ဆိုလဲဒါရားတတ်တယ်ပေါ့နော်ဒါတွေကတော့ရားစေနိုင်တဲ့အကြောင်းရင်းလေးတွေပေါ့ဟုတ်ကဲ့ဟုတ်အဲဆိုရင် eczema skin နဲ့ဒီလိုမျိုးရိုးရိုးရားတာနဲ့ကြတော့ဘယ်လိုကွဲပြားပြီးတီးလို့ရလဲချို့ကြောက်လေရားတာလောက်နဲ့လေ eczema skin ဖြစ်နေပြီလို့ထင်တတ်ကြတာမျိုးလည်းရှိလို့လေတော်တော်ဟုတ်ဒါကကြတော့ရားတဲ့ပြဿနာတွေကအများကြီးဆိုတော့ခုနပြောခဲ့တဲ့ဟာဆိုတော်တော်များသွားပြီဟုတ်တာပေါ့ဖြစ်နိုင်တဲ့ cost တွေကများနေတဲ့အခါကျတော့ကြိုပြီးတော့တီးလို့မရဘူး eczema ကြတော့ရားတာတခုလည်းမဟုတ်ဘူးဒီခုနကတော့လို့ဒီလိုမျက်နှာအသားရည်လေးနည်းနည်းကြမ်းတမ်းဖြစ်မယ်အပြေပြားနည်းနည်းကြမ်းကြမ်းလေးဖြစ်မယ်နောက်ပြီးတော့မျိုးရိုးလိုက်တာလည်းရှိတယ်ဒီမျိုးရိုးထဲမှာရောရှိသလားပေါ့နော်ဒီ eczema ဖြစ်တဲ့လူမျိုးရှိလားအဲ့ဒါမျိုးလေးတွေအကြောင်းလည်းဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒါကရားတာတခုတည်းနဲ့တော့ eczema လို့ပြောလို့မရနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အားကြတော့တိတိကျကျသိချင်တယ်ဆိုလို့ရှိရင်တော့ဆွေးနွေးတိုင်ပင်ရမှာပေါ့ dermatologist နဲ့တစ်ချက်လောက်ပြပြီးတိုင်ပင်ရမှာပေါ့လေနော်ဒေါက်တာဟုတ်ကဲ့ပါကျေးဇူးပါရှင့်ဟုတ်ဒေါက်တာဒီအရှိမလဲဒေါက်တာဂယူဒီဇိုင်းနဲ့ထပ်ခါလည်းပြောပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့မမီတွေထပ်ပြီးတော့မှပို့ပြီးဂယူဆိုင်လို့ရအောင်ပေါ့နော်ဒီလို skin care product တွေမှာဘယ်လို chemical မျိုးလေးတွေပါနေပြီဆိုလို့ရှိရင်တတိထားတက်လဲဆိုတဲ့အချက်လေးကိုလည်းထပ်ပြီးတော့မှဒေါက်တာပြောပြပေးပါဦးရှင်ဟုတ်ကဲ့ရှင်ရှောင်းရမယ့် product skin care ingredient list ပေါ့နော်အဲ့လိုမျိုးလေးပြောလိုက်မယ်ဆိုတော့ ingredient list အနေနဲ့ဆိုရင်ဒါရှောင်းရမယ့်အနောက်မှာပါတဲ့ဟာလေးတွေကြည့်ရမယ်ပေါ့နော်မေမေတွေအနေနဲ့ကလေးနဲ့ဘာနဲ့တတ်မတဲ့လဲအဲ့ဟာလေးသိရင်တော့အဲ့ဟာကိုရှာရမယ်ပေါ့နော်အကိမဟုတ်ဘူးမသိခဲ့ဘူးဆိုလို့ရှိရင်လည်းဒါ fragrance တို့နောက်တစ်ခါ SLS တို့ပြီးရင် formaldehyde ရယ်propylene glycol ရယ် phthalates ရယ်နောက်ပြီးတော့ talc ပေါ့နော်ဒါ powder တွေမှာပါတဲ့ဟာရယ်နောက်တစ်ခါ chemical sunscreen ဆိုလို့ရှိရင်တော့ဒါ oxybenzone တို့ပါတယ်ပေါ့နော်အဲ့ဟာလေးတွေရှောင်ရမယ်နောက်ပြီးတော့ sulfate ပေါ့နော်ဒါရှောင်ရမယ့်ဟာလေးတွေပေါ့ဟုတ်ကဲ့အဲဆိုရင်ဒေါက်တာ sunscreen မှာပါရှောင်ရမယ့်ဟာလေးထည့်ပြောပြပါတာပေါ့နော်ဟုတ်ကဲ့အဲဆိုလို့ရှိရင်မမေတို့အနေနဲ့လည်းဒီလိုမျိုး skin care product တွေရွေးတဲ့အခါမှာပေါ့ဒေါက်တာပြောပြတဲ့ skin care ingredient list လေးတွေကိုတစ်ချက်ကြည့်ပြီးတော့မှပေါ့နော်ရွေးချက်တင်တယ်လို့တော့မြင်တယ်ပေါ့ဘာလို့လဲဆိုရင် normal skin ကတော့ကိစ္စမရှိပေမဲ့เนาะဒီလို dry တို့ sensitive skin တို့ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီရဲ့ ingredient လေးတွေကိုမဖြစ်မနေတေချာလေးကိုမှရွေးချက်ပြီးတော့မှသုံးဆက်တင်တယ်လို့မြင်ပါတယ်ဟုတ်ဒါကြရင်မမေတွေကလေ skin care ရွေးပြီးဆိုလို့ရှိရင်လေအနံ့မွေးလားအနံ့လေးမွေးလားပေါ့နော်မမေတွေအနေနဲ့လည်းကလေးကိုပွေးလိုက်တဲ့အချိန်မှာမွေးနေချင်တာတော့အမှန်ပေါ့လေနော်ဒါပေမဲ့ပေါ့နော်ဒီလိုမျိုးဒီ skin care တွေထဲမှာမွေးနေအောင်ပေါ့နော်ထည့်ချတဲ့အခါမှာ natural ingredients ကိုထည့်ထားတဲ့ဟာလည်းရှိတယ်လို့တချို့ကြောင့်လည်း artificial fragrance တွေကိုအရန်ထည့်ကြတယ်ပေါ့နော်အဲ့ဒါလေးတွေနဲ့ဆိုလို့ရှိရင်ပေါ့နော်နိုးထင်တာပေါ့နော်အဲ့လို artificial fragrance တွေကပေါ့နော်ဒီလို sensitive skin တို့ dry skin တို့နဲ့တော့တိတ်အဆင်မပြေနိုင်တော့ဘူးတော့နိုးထင်တယ်ပေါ့ဒေါက်တာအနေနဲ့ရောအဲ့ဒီနိုးထင်တာလေးမှန်လေးကိုတုံးတက်ပေးပါအောင်ရှင်ဟုတ်ကဲ့ရှင်artificial fragrance ကတော့ဒါ natural မဟုတ်ဘူးတဘာဝရတာမဟုတ်ဘူးလူကနေလှုပ်ထားပေါ့နော်ဆိုတော့သူ့မှာကပါတဲ့ဓာတ် drop ပေါင်းပေါ့နော်အဲ့ဒါက volatile organic compound ပေါ့နော်ဒီမတည်ငြိမ်တဲ့ organic compound တွေနဲ့ပြုတ်လုပ်ထားတယ်သူ့ရဲ့အနံ့နေရကြတော့ပို့ပြီးတော့available ဖြစ်တယ်နောက်တစ်ခုကကြတော့
တိတ်ပြီးတော့ဈေးမကြီးဘူးပေါ့နော်အနံ့ကလည်းကြာရှည်ဆွဲပြီးတော့ခံတယ်အဲ့အတွက်ကြောင့်လည်းများသုံးကြတယ်ပေါ့ skin care တွေမှာလုပ်တဲ့ခါကြရင်လေဒါပေမဲ့သူ့ရဲ့ပြဿနာကဘာလဲဆိုတော့ဒီသူ့မှာသူ့အနံ့ကြောင့်မလို့ဖြစ်နိုင်တဲ့ပြဿနာလေးတွေကကြတော့ခေါင်းကိုက်တာတို့နောက်ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာလေးတွေနောက်အရေးပြားအတွက်လည်းပြဿနာလေးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကလေးတွေရဲ့ဒီ skin care မှာဖြစ်နိုင်ရင်တတ်နိုင်တဲ့လောက်အနံ့မပါတာလေးတွေတော့ရွေးတင်တယ်ပါခဲ့ရင်လည်းဒါ natural fragrance လေးမျိုးဆိုရင် natural smell ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ဒါရှိမှလည်းအများကြီးဆွေးနွေးခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့ဒီနေ့မှာထူးထူးခြားခြားလေးပေါ့နော်မေမေတွေအရန်ဟိုမှာ hot topic လေးဖြစ်တဲ့ပေါ့နော်ဒီကလေးအသားဖြူချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒေါက်တာမေးစရာလေးတွေရှိတယ်ပေါ့နော်နိုးစီဆိုရင်လာကြတယ်ပေါ့နော်မနိုးရေကလေးအသားဖြူတဲ့လိုရှင်ရှိလားပေါ့နော်နိုးကကလေးအသားဖြူတာမရှိဘူးလို့ပြောလို့ရှင်တို့ကမေမေတွေကတိတ်အားမရကြအောင်ပေါ့နော်တို့ကဘာလို့လဲဆို skin ကိုဖြူစေချင်တယ်ပေါ့နော်နိုးကလည်းပြောပါတယ်ဒီလိုကလေးအသားတာဖြူမယ်ဆိုရင်ဆိုင်ရ product တွေတုံးလို့နိုးရဲ့သမီးလေးကအရင်ဆုံးဖြူနေမှာနိုးသမီးလေးကကြတော့အညိုလေးပေါ့နော်သူဖေဖေနဲ့တူတော့ skin ကအညိုလေးသွားတယ်ပေါ့ဒါပေမဲ့မေမေတွေကြာရင်ကြာတော့လေကလေးကအသားဖြူလို့ရှင်းလို့ချင်တာအသားဖြူချင်တာပေါ့အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှပေါ့ဒီရဲ့ဒီ concept လေးဝင်နေတယ်ပေါ့နော်အသားဖြူမှာကလေးကချစ်ဖို့ကောင်းတယ်ဆိုတဲ့ concept လေးရောဒီလိုအသားဖြူတယ်လို့ရှင်းဆိုတာတကယ်ရောရှိရလားဆိုတဲ့အချက်တွေရောပေါ့နော်တော်တော်အဲ့ဒါလေး sharing လုပ်ပေးပါအောင်ရှင်အသားဖြူတာကြကလေးအသားပေါ့နော်ကလေးရဲ့အသားရောင်ကconsistent မဖြစ်သေးဘူးပေါ့နော်ဆိုတော့ဟိုဆက်ဆက်မွေးခြင်းမှာဆိုလို့ရှင်တို့ကနီတာရဲလေးဖြစ်နေအဲ့အချိန်မှာတို့ရဲ့အသားရောင်မှန်းလို့မရသေးဘူးပေါ့နော်ကျမသမီးလေးဆိုမမွေးခြင်းကလုံးဝညိုညိုလေးဆိုတော့အဖွားအရန်ဖြူစေခြင်းတော့ဘရော့ဖြူလဲစောင့်နေတာပေါ့နော်ဒါပေမဲ့အခုတော့နည်းနည်းအသားရောင်ပုံမှန်လောက်ဖြစ်လာပြီပေါ့နော်ဆိုတော့သူကညိုလေးနဲ့အကွက်တွေလည်းများတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဆိုဟိုပုံမှန် skin အခြေအနေရောက်ဖို့ skin color ရောက်ဖို့ကကြတော့အချိန်တစ်ခုယူရတယ်အနည်းဆုံးတစ်နှစ်လောက်နေမှဒီ skin အရောင်ကငြိမ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရယ်နောက်တစ်ခုကကြတော့ဒီ skin ရဲ့problem တွေနောက်ပြီး melanocyte တွေပေါ့နော်သူတို့မှာရှိရဲ့ melanocyte လေးတွေကအလုံးမလုံးသေးဘူးတိတ်ပြီးတော့ငယ်တော့မှလေငယ်တော့မှအလုံးမလုံးတဲ့အခါကျတော့ဒါအရောင်အမှန်ကိုမရနိုင်သေးဘူးပေါ့နော်နောက်တစ်ခုကကြတော့ genetic ပေါ့ genetic နဲ့လည်းဆိုင်တယ်ဒါအဖေမေပေါ့နော်ဖြူတာညိုတာအဲ့ဒါမျိုးလေးနဲ့လည်းသွားဆိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒါ beauty ကတော့ does not depend on skin color ပါပဲเนาะဆိုတော့ဟိုအရေပြားအလားပေါ့ဟိုဒီအရေပြားကစိုးဖို့ကြည်ဖို့ပဲလိုပါတယ်လို့เนาะဟိုဘယ်ညိုတာတွေဒီဖြူတာတွေကတိတ်ပြီးတော့အရေးမကြည့်ပါဘူး healthy skin ဖြစ်ဖို့ပဲလိုတာပါเนาะဟုတ်တယ်အဲ့ message လေးကိုเนาะမမေတွေကိုလည်းအဲ့ဒါကြောင့်မလို့ပေါ့เนาะကလေးတွေအတွက်အသားဖြူတယ်ဆိုတဲ့ lotion တိုင်းကလည်းတကယ်အသားဖြူစေတာမျိုးမဟုတ်ဘူးပေါ့เนาะတခုတော့ရှိတာပေါ့เนาะဒေါက်တာကြီးဒီ lotion တေချာလိမ့်ပေးလိုက်တဲ့အတွက် moisturizer အပြည့်အဝရတာဖြစ်တဲ့အတွက်က skin က healthy skin လေးဖြစ်သွားတာတခါလေးမေမေတို့ရဲ့စိတ်ထဲမှာအသားဖြူလာရဲဆိုတဲ့ခံစားချက်လေးတော့တခါလေးရစရာမျိုးတော့ရှိနိုင်တာပေါ့လေเนาะဟိုလိုကြီးအသားဖြူသွားတာမျိုးတော့မဟုတ်ဘူးပေါ့အဲ့လိုကြီးဖြူစေတဲ့ skin care product တွေဆိုရင်လည်းမတုံးတင်ဘူးပေါ့ကလေးတွေကတော့လေside effect ကတော့ရှိမှာ chemical ပါမှပဲဖြူနိုင်တာပေါ့เนาะလူကြီးတွေတောင်မှဖြူခြင်းသုံးရတဲ့ခါတွေက chemical တွေပါတယ်ပေါ့နော်ဟို drip တွေပါသွင်းလို့ရတယ်ဒါပေမဲ့ drip သွင်းနိုင်ရင်တောင်မှဒါအသားတစ်ဆင့်ကြီးလာတယ်ဆိုလာတယ်အဲ့လောက်ထိပဲလုံးလို့ရတာပေါ့လေလုံးဝကြီးဖြူစွတ်သွားတဲ့အထိကတော့မရဘူးပေါ့နော်ဟုတ်အားကြောင့်မို့ဒီကနေ့ပြောမှာပေါ့နော်ဒေါက်တာဆူရီနဲ့နိုနေရဒီရဲ့ message လေးတွေကိုမမေတွေကိုအထူးပဲပေးချင်ပါတယ်ပေါ့နော် clay skin ကဖြူနေဖို့ထက်ပေါ့နော် healthy skin လေးဖြစ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီနေရာနေပြီးတော့မှထပ်ပြီးတော့မှ message လေးပေးလိုက်ပါလေရှင်ဟုတ်ဒေါက်တာအရေးကြီးတာလေးတစ်ခုလေးမေးချင်နေရပေါ့နော်နိုတို့ကဒီခု social media ခေတ်ပေါ့နော် social media ခေတ်ဆိုတော့အခါကျမေမေတွေကbaby လေးမှတခုခုဖြစ်ပြီးဆိုရင်နေမကောင်းတာပဲဖြစ်ဖြစ်တခုခုဖြစ်တာပဲဖြစ်ဖြစ်ပေါ့အလွယ်တကူဒီမှာ online group တွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ personal account တွေမှာပဲဖြစ်ဖြစ်တင်ပြီးတော့မှမေးကြတယ်ပေါ့နော်ဒီအိမ်မာတွေကဒီလို skin problem တခုခုဖြစ်ခဲ့လို့တင်ပြီးလိုက်လို့ရှိရင်ပေါ့နော်အောက်မှာလည်းမေမေတွေကလေဒါလေးသုံးရင်အဆင်ပြေတယ်ဒါလေးသုံးရင်အဆင်ပြေတယ်ဆိုပြီးတော့မှညွှန်ပေးကြတယ်ပေါ့နော်skin care လောက်ကတော့ကိစ္စမရှိပေမဲ့တစ်ခါကြိုင်လေးဟိုလေဆေးလေးတွေပါနေတာတွေ့ရလို့ပေါ့နော်ဒေါက်တာအဲ့ရဲ့ပုံမှာဒေါက်တာပေါ့ဘလို့လေးပြောချင်လဲမသိဘူးရှင်ဟုတ်ကဲ့ရှင်ဆေးလေးတွေကတော့လေဒီတယောက်အတွက်ကိုတီးသက်ဆရာဝန်ကညွှန်ပေးလိုက်တာမျိုးပေါ့နော်ဒီကလေးမှာဖြစ်တဲ့ problem ပေါ့မူတည်ပြီးတော့ညွှန်ပေးလိုက်တာအဲ့အတွက်ကြောင့်မလို့ဒီဆေးကတခြားတယောက်နဲ့အဆင်ပြေခြင်းမှပြေလိမ့်မယ်ပေါ့နော်သူ့အတွက်ပို့ပြီးပြင်းသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့ဒါလေးကိုတစ်ချက်စိတ်ပူတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်တော့ဒီ skin care ဆိုတာကဒီအရေးပြားပြဿ
ဿနာအတွက်ကိုအထောက်အကူပြုရုံလောက်ပဲရတာပေါ့နော်ဆိုတော့အရေပြားပြဿနာပျောက်ကင်းလောက်တဲ့အထိတော့မသွားနိုင်ဘူးသူရဲ့အတိုင်းတာလေဆိုတော့ကိုယ့်ဘက်ကနေပြီးတော့ skin care လေးတွေကိုအထောက်အကူပြုရုံလောက်ပဲသုံးပေးပါဒီယောဂပျောက်ဖို့အတွက်ထီတော့အဲ့လောက်ကြီးမမျှော်လင့်မဲနဲ့ပေါ့နော်ဒီဆရာဝန်တွေနဲ့ပဲအဓိကဆွေးနွေးတိုင်ပင်ပြီးတော့ပြပေးပါလို့အဲ့ဒါလေးတော့recommend လုပ်ချင်ပါတယ်ဟုတ်တယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဆေးလေးတွေကတစ်ခါကြာရင်ပြင်းနေတာမျိုးရှိနိုင်တယ်နော်ကို skin နဲ့အဲ့ကြတော့ဒီ dermatologist တွေကဒါလည်းပို့ပြီးတော့မှဒီ skin ပေါ်မှာမူတည်ပြီးတော့မှပဲပြောပြီးလိုအပ်တာကိုပြောရဲခါကြာရင်ပုံစံတာတူနေနိုင်တာနော်ဖြစ်တဲ့ problem ငါတူချင်မှတူတာဆိုမျိုးဆိုတော့လေနော်ဟုတ်ဒေါက်တာကြီးကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါလေးကိုဒီနေ့ talk show လေးမှာတော့ပေါ့နော်ဒေါက်တာနဲ့လည်းအရှိမအများကြီးဆွေးနွေးခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှဒေါက်တာထပ်ဆောင်ပေါ့နော်ဒီအပိတ်လေးမှာဗာလေးများပြောချင်နေလဲပေါ့မိမိလေးဟုတ်ကဲ့ထပ်ဆောင်ပြောချင်တာတော့ခုနပြောတဲ့အတိုင်းပဲbaby skin care ကတော့လုံးဝရိုးရှင်းနဲ့ step by step ကနဲတယ်ပေါ့နော်လူကြီး skin care လို့အများကြီးလည်းမဟုတ်ဘူးဒါပေမဲ့ကလေးလေးတွေရဲ့အသားရည်ကနူးညံ့တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ view ဆိုင်ရတယ်ပေါ့နော်ခုနပြောသလိုဒီ product ဒီသုံးတဲ့အချိန်မှာလည်းသုံးရမယ့်list တွေနောက်ရှောင်ရမယ့် list တွေအကုန်လုံးပြောပြပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတွေကြည့်ပြီးတော့ skin care ရွေးချယ်တဲ့နေရာမှာလည်းအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်နော်ဟုတ်ကဲ့အခုလိုပေါ့နော်ဒီ talk show လေးကိုလာပြီးတော့မှပေါ့နော်တော်တော်ဆူရီကနေပြီးတော့မှဒီ baby skin care တွေမှာတတိထားရမယ့် ingredient list တွေအားစတည်တည်ချာလေးပြောပေးခဲ့လို့ပေါ့နော်မိမိတို့အတွက်လည်းအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အချိန်တကူတကထုတ်ပြီးလာပြီးတော့မှ talk show လေးကိုလာပြီးတော့တော်တော်ဆူရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ခုလိုခေါ်ပေးလို့လည်းကျေးဇူးပါဟုတ်ကဲ့ပါရှင်ဟုတ်ပေါ့နော်ဒီမနိုတို့ IT baby မှာဆိုလို့ရှိရင်ဒီ bioderma နဲ့ပတ်သက်ပြီးတော့မှာပေါ့နော် series စုံထားပေးထားတယ်ပေါ့နော်ဒီမွေးကင်းစားနေစားပြီးတော့မှတုံးတယ် APC dam A2 dam ပြီးတော့ခါကြရင်ဒီလိုပေါ့နော်Sika bio လည်းရှိတယ် Sensi bio လည်းရှိတယ်ပြီးလို့ရှိရင်ဒီ sun cream တွေမှာဆိုလို့ရှိရင်ဒီ photo dam ပေါ့ pediatric lake ultra skin care series အစုံကိုထားပေးလို့မမေတို့လည်းလာရောက်စိတ်ကြိုက်လာရောက်ပြီးတော့မှပေါ့နော် test လုပ်ပြီးတော့မှtester လေးပါထားပေးထားတာဖြစ်တဲ့အတွက်ကစိတ်ကြိုက်လာပြီးတော့မှ testing လုပ်ပြီးတော့မှဝယ်ယူလို့ရတဲ့အကြောင်းကိုဒီတင်ကောင်းပါပြရစီရှင်ဒီ talk show လေးကိုလည်းကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်